ဒီကိုရအားလုံးပဲမင်္ဂလာပါဗျဆော့ကာဒီယာမြတ်လည်းပြန်လာပြီကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့စူပါဖန်နေမှာလည်းလီပွဲစဉ်ပွဲကောင်းနေအများကြီးကြံမှုရှိပါတယ်ဒီထဲကနေဒီညမှာတော့ EPR မှာဟိုဒီကိုပေါင်းနှမျိုးလုံးပြည့်ကျက်သွားပြီတခြားလီပွဲစဉ်တွေမှာတော့ကိုဖို့ကိုအောင်ဒီလူရှင်မဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ပထမကျွန်တော်ဒီ EPR ပွဲစဉ်နေစလိုက် Brighton နဲ့ Nottingham ဖော်တဲ့ပွဲမှာဒီ Asian Brighton level 50ရှုံးပေါက်ကြရမှာအဝေးဝင် Nottingham ဖော်တဲ့ပွဲတွေကိုရွေးချယ်ထားပါတယ် Nottingham ဖော်တဲ့ဒီလက်ရှိ Stanley ကဒီအဆင့်ဆက်ခွင့်နဲ့ဒီတန်းနှစုံမှာဒီတန်းစုံကနေရုံးမှုရမှတ်လိုအပ်ချက်ရှိနေတဲ့တာဖြစ်တဲ့ကြောင့်ဒီရမှတ်လိုအပ်ချက်ရှိမှုနဲ့တူဒီအဝေးဝင်တင်ဖို့တဲ့ဘော်တွေကိုရွေးချယ်ထားပါတယ်။နောက်တစ်ခုကဒီဖူဟန်နဲ့ဒေါက်တာဆိုပါဒီပွဲမှာလည်း Asian ဖူဟန်ကဘော်ကြီး level ရှုံးရှိပေးထားပါတယ်ဒီအရှိစတန်နေကဖူဟန်ကအဆင့်30နဲ့ဒီတန်းစုံကနေ login ထားတဲ့အနေအထားမှာဖြစ်တာကြောင့်ရမှတ်လိုအပ်ချက်ထရီထူးမရှိတော့တဲ့အနေအထားမှာရှိပါတယ်။အဝေးဝင်ဒေါက်တာဆိုပါကိုကြည့်မယ်ဆိုရင်ဒီစတန်နေကအဆင့်16နဲ့တန်းစုံနဲ့4မှတ်ပဲကွာထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဒေါက်တာဆိုပါတို့တန်းစုံရုံးမှုလိုအပ်နေပါတယ်။ဒါကြောင့်မို့တန်းစုံရုံးရနဲ့တူဒီတေတစ်ပေါက်ရှိတဲ့အနေအထားမှာဖြစ်တာကြောင့်ဝေးဝင်ဒေါက်တာဆွာဘော်ဒီကိုရွေးချယ်ထားပါတယ်။နောက်တစ်ခုက United နဲ့ Crystal Palace ဒီပွဲမှာ Asian United ကဘော်ဒီတစ်လုံးတည်းကြီးဖွင့်ထားပါတယ်။ဒီပွဲမှာတော့ဒီ Stanley United တို့ဒီအဆင့်၄နေရာမှာရပ်တည်ထားပြီးဒီပွဲနိုင်မယ်ဆိုရင်ဒီအဆင့်၃ကဒီ Aston Villa နဲ့ဒီရမတ်တူပွဲတူနဲ့ဒီ Gold Frank ကွာနဲ့အဆင့်၃နေရာကိုတလန်းသွားမဲ့အနေအထားမှာရှိပါတယ်။အဝေးဝင် Palace ကိုကြည့်မယ်ဆိုရင်ဂျိုင်းမှာလည်းဒီ Europa Conference League ပွဲပန်းထားတဲ့အနေအထားမှာလည်းဖြစ်တယ်။လက်ရှိဒီ Stanley ကလည်းအဆင့်73နဲ့ဖောင်လဲအောင်နေအနေထားမှာဖြစ်တယ်ဒီအဆင့်73နဲ့ဒီအဆင့်3နဲ့ဒီသူနေနဲ့အရင်ကြီးဖီအားမရှိတော့တဲ့အနေထားမှာဖြစ်တာကြောင့်ကျွန်တော်ဒီဘွဲမှာရမှတ်လိုအပ်ချက်ရှိမှုနဲ့တူတစ်ဖက်တစ်ပွဲပဲကန်ရတဲ့ဒီ Asian United Body ကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ဒီ Arsenal နဲ့ Chelsea ဒီဘွဲမှာ Asian Arsenal က Body တစ်လုံးတည်မှာကြီးပွန်ထားပါတယ်ဒီ Stanley ကကြည့်မှဆိုရင်ဒီ Arsenal ကအဆင့်1ဝေးဝင် Chelsea ကအဆင့်6နဲ့ဒီနှစ်သင်းလုံးကတော့ရမှတ်လိုအပ်ချက်ကိုစီရှိနေပါတယ် Arsenal ကလည်းဒီညက Manchester City နိုင်ပွဲနဲ့တူဒီတိုက်တဲ့အတွက်ရမှတ်လိုအပ်ချက်ရှိမှုနဲ့တူ PR ရှိနေပါတယ်ဝေးဝင်ချက်စီကိုကြည့်မယ်ဆိုရင်ဒီ Stanley ကအဆင့်6နဲ့ Champion League ဝင်ခွင့်အတွက်နှစ်သင်းနှလုံးဒီနိုင်ပွဲရမှတ်လိုအပ်ချက်ရှိနေပါတယ်ဒီဟာဒီနှစ်သင်းဒီနှစ်ကြိမ်တွေ့ဆုံထားရမှာတော့ဒီ Arsenal ကနှစ်ကြိမ်လုံးနိုင်ထားပြီး၃ကြိမ်မြောက်မှာတော့နိုင်ပွဲရရှိသွားပါမယ်နော်ဒီအသင်းကြီးနှစ်သင်းထိတဲ့တွေ့ဆုံမှုဖြစ်တာကြောင့်တရားဒီအတွင်းမှာ၃ကြိမ်လုံးနိုင်ဖို့ခက်ခဲတဲ့အနေအထားမှာရှိပါတယ် Chelsea ကလည်းဒီရမှတ်လိုအပ်ချက်ရှိမှုနဲ့တူတရားဒီအတွင်းမှာ၃ကြိမ်လုံးမရှုံးအောင်တော့ဒီပွဲမှာတော့တခြားလေးပြင်ဆင်လာမဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီဘက်မှာတစ်လုံးသေးပေါက်ကြရမှာချက်စီကိုရှုံးမယ်ဆိုတော့နှစ်ပိုးပြတ်ဖို့ခက်ခဲမဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်ကိုအဝေးဝင်ချက်စီဘော်ဒီကိုရွေးချယ်ထားပါတယ်။ရှားပွဲစဉ်နေတော့ကျွန်တော်ကူဘော်ကိုအောက်လေးပဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ဒီညမှာကံမဲ့ဒီပရီးမီးယားလိဂ်နဲ့စီးရီးပွဲစဉ်တွေကိုကူပေါင်းအောက်ရွေးချယ်ထားပါတယ်။နောက်ထပ်ဒီညမှာကံမဲ့ဒီလီဂူ1 Bundesliga လာလီဂါပွဲစဉ်တွေကိုတော့ကျွန်တော်ကူပေါင်းအပေါ်ကိုရွေးချယ်ထားပါတယ်။ဘာကြောင့်ကူပေါင်းအပေါ်ကြီးရွေးချယ်လဲဆိုရင်ဒီလီဂူ1ဒီဘက်လီဂူ1ဒီပွဲစဉ်၄ပွဲကန်ထားရမှာ၄ပွဲလုံးကိုအောက်ထားတာဖြစ်တဲ့ကြောင့်ဒီလက်ကျန်ပွဲစဉ်တွေမှာဒီပုံပုံကိုရခိုင်တော့အတော်လေးများတဲ့အနေအထားမှာရှိတာဖြစ်တဲ့ကြောင့်လီဂူ1ပွဲစဉ်လက်ကျန်ပွဲစဉ်ဖြစ်တဲ့ဒီညညမှာကန်မဲ့ပွဲစဉ်တွေကိုတော့ဒီပေါင်းအပေါ်ရွေးချယ်ထားပါတယ်ဘွန်ဒလီဂါပွဲစဉ်ကိုပေါင်းအပေါ်ရွေးချယ်ထားတာကလည်းဒီပြီးခဲ့တဲ့၄ပွဲကန်ထားရမှာပယံတစ်သင်းနဲ့ကိုပေါ်ထားတာဖြစ်တဲ့ကြောင့်ဒီကိုအောက်ထားတဲ့ဒီပွဲစဉ်တွေများပြားထားနေတာဖြစ်တာကြောင့်လက်ကျန်ပွဲစဉ်တွေမှာကိုပေါ်ကိုရခိုင်တော့တော်လေးများပါတယ်ဒါကြောင့်မို့ဘွန်ဒလီဂါကိုလည်းကိုပေါင်းအပေါ်တွေဒီညမှာကံမဲ့ဘွန်ဒလီဂါတွေကိုလည်းကိုပေါင်းအပေါ်ရွေးချယ်ထားပါတယ်။ဒါလီဂါပွဲစဉ်တွေဆိုရင်လည်းဒီပြီးခဲ့တဲ့၄ပွဲကန်ထားရမှာဒီဘာစီလိုနာတစ်သင်းမဲ့ကိုပေါ်ထားပြီးတခြားပွဲစဉ်တွေဒီ၃ပွဲလုံးကိုပေါက်ထားတာဖြစ်တဲ့ကြောင့်ဒီလက်ကျန်ပွဲစဉ်တွေမှာကိုပေါ်ကိုအတော်လေးများတာဖြစ်တဲ့ကြောင့်ကိုပေါ်ကိုရွေးချယ်ထားပါတယ်။စူပါဆန်ညရွေးချယ်မှုတွေအနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ဒီ EPR မှာ Brighton နဲ့ Nottingham ဖွဲ့တဲ့ပွဲမှာအဝေးဝင် Nottingham ဖွဲ့တဲ့ဘော်ဒီဖူဟန်နဲ့ Tottenham ဆွာပွဲမှာအဝေးဝင် Tottenham ဆွာဘော်ဒီUnited နဲ့ Burnley ပွဲမှာ Asian United Body Arsenal နဲ့ Chelsea ပွဲမှာဒီအဝေးဝင် Chelsea Body ကိုရွေးချယ်ထားပါတယ်။ကိုပေါင်းကိုရွေးချယ်ထားတာကတော့ဒီ EPR နဲ့စီးရီးပွဲစဉ်တွေကိုရွေးချယ်ထားပြီးဒီညမှာကံမဲ့ဒီလီဂူ1 Bundesliga နဲ့လာလီဂါပွဲစဉ်တွေကိုတော့ကိုပေါင်းအပေါ်ရွေးချယ်ထားပါတယ်။စူပါဆန်ညမှာအားလုံးပဲအပေါင်းပြကြပါစေဗျ။